Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ပေါ့နော်ဒီ Sakura School Simulator မှာသူများခန္ဓာကိုယ်ရဲ့ဝင်စော်နည်းလေးကိုတင်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးတော့ဒီဝိုင်းပြထားတဲ့နေရာလေးကိုသွားလိုက်ပါအဲ့ဒီမှာကိုအင်ကြီးတစ်ခုကိုဝတ်ထားမယ်ပေါ့နော်ဒီမှာဝတ်ရမှာလဲဆိုတော့ဒီ wedding dress ဆိုတဲ့အင်ကြီးလေးဝတ်ရမယ်မနက်ဖြန်ကျရင်လည်း Sakura video လေးတင်ပေးမယ်ပြီးရင် character chain ဘွားရတော့ကြိုက်တာဝတ်လို့ရတယ်ဒါဆို game နဲ့ဝင်မယ်စောင့်နေသိချင်တာရှိရင်လာပြောလို့ရပါတယ် okay ဒါဆိုရင်ဒီလိုလေးဖြစ်သွားပြီဆိုကိုဝင်စော့ချင်တဲ့ NPC ပေါ့နော်တော့ရှာလို့ရတယ်ကိုဝင်စော့ချင်တဲ့သူကိုမှာကိုက only available for people နော်လူတွေအတွက်ပဲအဆင်ပြေမယ်လူတွေအတွက်ဆိုတာဒီလို pass by နေဆိုမရှာဘူးပေါ့နော် pass by ဆိုတာကသူတို့ကိုပြောတာ pass by ဆိုရင်သူတို့ offline သူတို့ off သွားရောခဏလေးဒါလေး offline အဲ့တော့ကိုဝင်စော့ချင်တဲ့ NPC ရဲ့ဝင်စော့လို့ရပါတယ်အထူးသဖြင့် especially ကျောင်းပေါ့နော်ကျောင်းမှာဆိုရင်လူတွေလာကြမယ်ဒါဆိုရင်သူတို့ခန္ဓာကိုယ်ရဲ့ဝင်စော့ချင်ဝင်စော့လို့ရတယ်မဆိုဘာလုပ်နေရလဲမသိဘူးဒါဘာလို့ဟုတ်တာတန်းနေဟုတ်ကောင်းပါပဲIvy ကsorry ဒီလိုပြာကတော့ဒီကောင်မလေးရဲ့ဝင်စော့မယ်အဲ့တော့တခြားတန်းကောင်မလေးရဲ့ဝင်စော့မယ်ဆိုလို့ရှိရင်ထောက်ကိုနှိမ့်လိုက်ဒီလိုပေါ့မယ်ပေါ့အဲ့ဒီမှာဝိုင်းပြထားတဲ့နေရာကိုနှိမ့်မယ်ပြီးရင်ဒီအပေါ်ကနှစ်ခုကိုပဲနှိမ့်မယ်ဟေ့ပြီးလို့ရှိရင်သူ့နောက်ဆက်လိုက်ပြီးတော့အမလေးနော်တက come with me လို့အရှိပြောမယ်နော်ဒီမှာ come with me ဒီမှာနော် come with me လို့အရင်ပြောမယ်ပြီးရင်ဒီမှာအင်ကြီးလဲတဲ့ဟာလေးပေါ်လာပြီပေါ့နော်အဲ့အင်ကြီးလဲတဲ့ဟာကိုအပေါ်ဆုံးနေဆွဲသွားပြီသူ့ကိုဘာဝတ်ပေးရမှာလဲဆိုတော့ကင်နဂါနဲ့ child ဆိုတဲ့အင်ကြီးဝတ်ပေးရမှာဖြစ်ပါတယ်8D ကိုပျောက်ချင်တယ်ဆိုရင်တော့ shower edit ထဲဝင် item မှာခဏလေးဟုတ် shower edit မှာပေါ့နော်ဒီကback visible ဆိုတော့နှိပ်လိုက် 8G ပျောက်သွားမယ်ထောက်ကိုထပ်နှိပ်ပြီးတော့ carry ကိုနှိပ်လိုက်ပါပြီးရင်တော့မြပြထားတဲ့နေရာလေးကိုဝင်မယ်အဲ့ဒီမှာဘွားရဲ့အိမ်ကိုသွားလိုက်ပါနော်ပြီးရင်တော့မြပြထားတဲ့နေရာလေးကိုထပ်ဝင်ပါမယ်ပြီးရင်တော့ဝိုင်းပြထားတဲ့နေရာလေးကိုဝင်မယ်နော်ပြီးတော့သူ့ကို top ကိုထပ်နှိပ်ပြီးတော့ဒီ carry ဆိုတာကိုထပ်ဒီချီထားတဲ့သူတို့သမီးကိုထပ်ချီရမယ်ပေါ့ပြီးရင် action ကိုနှိပ်လိုက်ပြန်ကျသွားလိမ့်မယ် okay character ပြန်ချင်းမယ်ပေါ့နော် game ကိုအဲ့တော့ဒီလိုလေးဖြစ်သွားပြီဆိုရင် action ကိုနှိပ်မယ် weight ကိုနှိပ်မယ်ပေါ့နော်ဒီမှာ weight နော်ပြီးရင်တော့ဘွားရဲ့အိမ်ထဲဝင်ပြီးတော့အင်ဂျီလဲတာဖြစ်ဖြစ်လဲလို့ရတယ်သူက uniform slim ကိုဝတ်တယ်ပေါ့နော် uniform slim ကိုဝတ်တော့ uniform အိမ်လေးလဲလိုက်ရပြီလဲပြမယ်ဒါဆိုရင်သူ့ခန္ဓာကိုယ်လည်းဖြစ်သွားပြီကြောင်းသွားကြည့်လိုက်မယ်ဟုတ်ကဲ့ပါမိုက်တင်မလားဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်ဆောင်ရအောင် bye 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 နော် bye bye မလေးကိုဝင်စောစင်တဲ့သူတွေဝင်စောလို့ရပါတယ်ဒီကောင်မလေးမှမဟုတ်ဘူးပေါ့နော်